ဖရာတရားတန်ခါယရဏသုံးပါးကိုကိုးကွယ်စိတ်ကပ်တဲ့ပုဂ္ဂိုလ်ရဲ့ဂုဏ်သတင်းဟာအရက်ထဲကလူတွေသိချင်မှသိမယ်သို့သောနတ်တွေကသိကြတယ်တဲ့ပြမာတွေကသိကြတယ်ဒီလိုဆိုလို့လေနတ်ပြမာတွေရဲ့ဂုဏ်သတင်းနတ်ပြမာတွေအတွင်းမှာဂုဏ်သတင်းကြီးတယ်ဘာဖြစ်လို့ဂုဏ်သတင်းကြီးတယ်လဲလို့ဆိုလို့ရှိရင်မြတ်စွာဘုရားဟောတဲ့သုတ်တန်တစ်ခုမှာဆိုရင်စတုမာရိနတ်ဘုံဆိုတာလူပြည်နဲ့ဆက်ဆက်နေတာဝရိန္ဒနတ်ပြည်ကလည်းလူဘုံနဲ့ဆက်ဆက်နေလူဘုံနဲ့ဆက်ဆက်နေတော့လူပြည်ကသတင်းကိုအမြဲတမ်းသူတို့သတင်းပို့လို့ရှိတယ်ပေါ့လူတွေနဲ့ဆက်ဆက်နေတဲ့နတ်တွေကသတင်းပို့ကြတယ်ဘယ်မြို့ဘယ်ရွာဘယ်ရပ်ကဘသူဖြစ်ဖရာတရားတန်ခါလေးစားတယ်အဗ္ဗဓမ္မကိုချင်းသီလနဲ့ပြည့်စုံတယ်လို့ဆိုတဲ့သတင်းဟာလူတွေကြားထဲမသိတောင်နတ်တွေကြားထဲမှာသွားသိနေတယ်